ဒီယခုကရရှိတာနဲ့တမီဖြစ်တော့ဆရာတော်ဆရာမစီရင်တွင်အင်းတက်တဲ့ပေါ်နေရပြီးဥပ္ပဘုခေရရှိတဲ့ကရရှိကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းရောက်ဖြင့်ဒီဒီအချိန်များတော့လည်းသူပြင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီအတူတူကဥပ္ပဘုခေရရှိတဲ့ကရရှိအထူးကျေးဇူးတင်ပါတယ်ဒီဘော်ဒီကရရှိကောင်းကြီးမင်္ဂလာပြောစာချပေးကြတော့မှာဒါနဲ့တမီးများပေါ်တဲ့ကရရှိကောင်းကြီးချပေးကြတော့ဒီကိုကရရှိကောင်းတယ်များဝန်းရည်ဒီသူတို့ကပဲဆောင်းရှောက်တော်မူပါသူတို့ဒီအလို့အကိုင်းများပေါ်တဲ့ကရရှိကောင်းကြီးချပေးကြတော့မှာတနေ့တခြားကရရှိကောင်းကြီးမင်္ဂလာနေ့ပြေဝသောအင်တာဗျူးသားစုဖြစ်နိုင်တဲ့ကရရှိမာစာပေးမှာသူတို့ဒီကျမ်းမာရေးဒီနေ့ကရရှိပါရှိပြီးခြင်းအဖြစ်သူတို့ဒီကျမ်းမာဖြစ်နေထိုင်သောမိသားစုဖြစ်နေတဲ့ကရရှိမာစာပေးမှာကရရှိဤမိသားစုဒီဝါတော်ဤတောင်စုတွင်လည်းကိုရရှိဤအလင်းတရားကိုလည်းထုံးနိုင်သောသာသမီတည်ဖြစ်နေသောကိုရရှိမာဇာပင်နာမှာဒီအိမ်ထောင်တွင်ဆရာတော်နှင့်ဆရာမများစီတို့သည်ကိုရရှိအလုံးမပင်ချစ်တော်တာလေးကိုမြင်ဖြစ်ပါ၏သူတို့၏ယုံကြည်ခြင်းသည်လည်း